Hello ဒီနေ့တော့ကလေးတွေအကြိုက်တံပေါက်ပေါ့နော်တံပေါက်ဆိုတာနောက်ချိုတံပေါက်လို့ပြောလို့ရတယ်တံပေါက်ချက်ပါတယ်တံပေါက်ချက်ဖို့အတွက်အမှကြက်သွန်နီအကျွတ်ရယ်မဆလာရယ်ကြားရယ်အဲ့ဒါကိုမှုထားမှာနော်အခုကျတော့ကြက်သားချက်တာကိုပါထည့်တဲ့ခါကျတော့လေဒီအဲ့ဒီဟာကိုနည်းနည်းပဲထည့်လိုက်တော့တာနောက်ချိုမှာကျတော့တံပေါက်ချက်လို့ရှိရင်အဲ့ဒီကြက်သွန်နီကျွတ်နဲ့မဆလာနဲ့တကြားနဲ့ကိုပဲအများကြီးထည့်အဲ့ဒါပဲဖြူတာပြောမဆိုတက်တက်လွတ်ချက်တာပေါ့ခုကျတော့ကြက်သားချက်လေးပါထည့်တာချက်မဆိုရင်အမဆန်ကိုပြုတ်ပြီပေါ့နော်ကရဝေးရွက်ရဲ့တိကျပိုးခေါက်လေးရဲ့ပေါ့နော်ဆန်ကိုချီများများလေးနဲ့ပြုတ်လိုက်တယ်ပိုဆန်မွေးလွဲသုံးဟာပေါ့နော်ကြက်သားကိုကျတော့ဒီစီဓမ္မောက်ရတာချက်သားချက်ဆိုတာလေအဲ့ဒါနဲ့နေပြီးတော့မှချက်သားကိုချက်ထားလိုက်တာဒါချက်ကလိုမျိုးပေါ့နော်ပြီးထော့ဘက်ပေါ့နော်ဒါအရောင်လေးထော့ဘက်ကျတော့ဂီးပေါ့နော်ဂီးထော့ဘက်အဲ့အနံ့ကိုပဲကြိုက်တာအဲ့တော့ဆန်ကိုပြုတ်ပြီးအမလေးအိုးကပြုတ်ကြတော့မယ်နော်လန့်လိုက်တာမှကင်မရာကားနဲ့ဆန်အဲ့လိုလေးဆန်လုံးရဲမပြောက်ခင်မှာအဲ့လိုရေကိုစစ်ထားလိုက်ဒီအိုးထဲမှာထော့ဘက်လေးနည်းနည်းထည့်မယ်ပြီးဒီချက်ထားတဲ့ဆန်ပေါ့နော်အဆန်လုံးဝမပြောက်ခင်ပေါ့နော်အဲ့လောက်မှရက်လိုက်တာနည်းနည်းဆန်ပြောက်ဖို့နည်းနည်းလိုဆန်ပြုတ်တဲ့အနေထားနဲ့ရေးကြီးရည်ထမင်းလေးနည်းနည်းခင်းချက်သားတွေထည့်ပါတန်ချက်သားတော့ချက်ကတော့ဓမ္မောက်ချက်ပဲသုံးလိုက်တော့လားအဲ့ဒါပြီးအမှချက်သားလေးခင်းမနော်ပူစီနန်လေးပါလေးထည့်ရင်လည်းကောင်းတယ်ပူစီနန်လည်းအိမ်မှာမရှိတော့မထည့်ရတော့ဒီကတော့စီလည်းအရင်မများဘူးထောပတ်နံလေးပေါ့နော်ခီးထောပတ်နံမွေးလေးပေါ့ဓမ္မဆိုအဲ့လိုအနံ့ပဲကြိုက်တယ်ဟိုရန်ကုန်ဘက်ကကြဓမ္မကြတော့ကောင်းပါလေဒါမဲ့လေအနံ့ကအရန်ပြင်းတော့ဟိုကိုရီလိုကိုဘက်နေဘက်ကအရာတာမဟုတ်ဘူးနော်ကိုနေဘက်ရဲ့အရာတာကိုကြိုက်တာလေနေဘက်မှာတော့ကြက်သားတောင်မထည့်ပါဘူးဒီတိုင်းကြက်သွန်ကြီးအချွတ်နဲ့အဲ့ဒီဆလာနဲ့နေထားတာကိုပဲဖြူတက်တက်လို့ချက်တာများတယ်ပြီးရောင်းတယ်တပွဲ1000လားအဲ့လိုပဲရောင်းတာလေပြီးမှကြက်ကြော်လို့ပါတော့ကြက်ချက်တယ်တော့တိတ်မရအောင်ကြက်ကြော်လို့ပါရင်အဲထမင်းကိုခင်းအောင်တော့ဒါနည်းနည်းလေးချက်လို့နှုတ်စီဘူးတပူးခွဲလောက်ပဲချက်လို့များချိုင်တော့ဒီထမင်းတစ်ထက်အစာပလိုက်တစ်ထက်ဖြူ3ထပ်လောက်ဖြူလိုက်တယ်ဆိုရင်တယ်မလားအဲ့လိုရန်ကိုရောက်ကွာချက်တာနည်းနည်းဒါပေါ်မှာဒါလေးပဲဖြူလိုက်တယ်အမှပူစီနန်လေးနည်းနည်းထပ်ဖြူလိုက်တော့အရန်ကောင်းအောင်ပါပူစီနန်လေးကြက်သွန်ဒီလေးအခုမချီတော့ဘူးဘာလို့ကြက်သွန်လေးဝယ်ထားနေနေကြတော့နည်းနည်းပြော့နေမလို့ကြက်သွန်ဒီလေးပါကျွတ်လေးကိုခြေလိုက်ပိုကောင်းတယ်ခုလိုငပြင်းကြီးပေါ့ဆန်လေးထဲပါမြန်လေးတော့လှုပ်ရင်ပိုစင်ပြေတာပေါ့နော်ဘာလို့ထမင်းအငွေ့မသေးခင်ပေါ့နော်အဲ့ဒါမှဓမ္မောက်ဆန်သားပူနှက်မြန်လာပေါ့ပြီးလို့ရှိရင်ကျတော့ထောပလီပွားနေနည်းနည်းဖြူမယ်ထောပတ်ကလည်းအလုံးပေါင်း5စွန်း6စွန်းပေါ့နည်းနည်းပါပဲထောပတ်အကြီးဖြစ်သွားအဲ့လောက်ပဲနည်းနည်းလေးပဲထည့်စီရကြတော့လေအဲ့ကြက်သားချက်တော့မှပါတဲ့စီပဲပေါ့ပါလေးပေါ့နော်အိမ်မှာပေါ့ပါလေးဓမ္မလေးအလေးချက်တာပါပြီးခါကျတော့မှအယောင်လေးထည့်ပါပေါ့နော်ရန်ကုန်ဘက်ကကျတော့အယောင်မထည့်ဘူးကျမတို့ဘက်ကတချို့ကပဲထည့်တော့ဒါပေမဲ့ပဲလည်းမထည့်ဘူးစပြည့်တီး6လို့ဒီလိုစေးတွေလည်းမကြိုက်လို့ကိုယ်လည်းမကြိုက်ကိုကလေးတွေလည်းမကြိုက်တော့မထည့်ဘူးပြီးတော့ပဲစိမ့်နေပါထည့်တော့ပဲကလည်းမရှိလို့မထည့်ဘူးဒါပေမဲ့အဖက်ကျတော့အဖက်ကကျတော့စိမ့်ရောင်ရည်လေးနော်ပြီးအနီရောင်ပေါ့နော်အဲ့လိုရည်လေးထည့်တာတကယ်တမ်းဆိုရင်ပြမလားကုန်းကူမန်နီဒီကိုပဲစိမ့်လို့အဲ့လိုအရောင်ဟိုဘက်ကျတော့စိုးသေးနေပဲအရောင်ဓာတ်ပေါက်ရကလာပေါ့နော်အစ်စ်တွေမထည့်ဘဲနဲ့ကာလာနဲ့လို့ဒါပေမဲ့အဲ့လိုမျိုးစားရွယ်ကြည့်တာတော့အဲ့ဒီရဲ့အဲ့လိုကာလာနဲ့အဲ့ဒီအရာတာကိုပဲငယ်ကလေးကစားလာတော့အဲ့လိုမျိုးပဲကြိုက်တယ်တထန်းလောက်ဆိုရပြီအစိမ်းရောင်များပါရင်လေဟိုထမင်းစိမ့်ကြီးတွေဖြစ်သွားမယ်စိမ့်ကားတဲ့ထမင်းဖြစ်သွားမယ်ပေါ့နော်အဲ့ဒီထည့်ပြီးလို့ရှိရင်ထမင်းကနတ်ထားလိုက်အောင်မနော်ထမင်းအိုးရိုးခလုတ်ရိုးထမင်းအိုးဆိုခလုတ်တက်သွားရင်ကြက်ပြီဒီအားကြတော့လေစီရိုးထမင်းပေါ်အောင်မကောင်းပါဘူးမချိုက်ပါဘူးဒီကိုစီရိုးလည်းချက်လို့မရပါဘူးထမင်းလေးမှာထောက်ထမင်းတန်ပေါမွေလေးရပါပြီရပါရင်ခဏမွေတချို့ကြလည်းမမွေဘူးနော်ဆန်သားပြတ်မှာဆိုတော့ကိုကတော့မသိဘူးမွေချလိုက်ပဲစားကနေအသားလေးခုတော့လဲ
ပတ်စံလုံးမပြတ်ဘူးပေါ့နော်ခုတော့ကလေးကြိုက်တဲ့ပေါက်ရပါပြီအားလုံးလည်းလွယ်လွယ်ကူလိုက်ချက်စားကြည့်ကြတော့ဘိုင်ဘိုင်